အခုမှလောဝိတင်နဲ့စတက်မှာမလို့လေဘောက်စကလလေးပြပေးပါအောင်ရှင် ဘောက်စင်စော့ပါလားရွေးရလက်ဝေးစော့ပါ ဆော့တာကတော့ဘောက်စင်ဆော့မှာဒါပေမဲ့ဘောက်စင်လောဝိအိတ်နဲ့ရိုးရလောဝိအိတ်ကကွာသေးရလားပြီးတော့ဘယ်လိုကွာရလဲတစ်ချက်လောက်ရှင်းပြပေးပါဦးရှင် ဟောလာဘောဘောက်စင်လက်ဝေးအိမ်နဲ့မွေထိုင်းတို့ရွေးရလက်ဝေးတို့မှာတုံးတဲ့လက်ဝေးကခွာတယ်ကြပြီဒီမှာ brand 2မျိုးရှိတယ်2မျိုး3မျိုးရှိတယ်ဂျင်းပိုင်ကိုအရင်ပြရမယ်ဂျင်းပိုင် brand တွေကဆိုလို့ရှိရင်ဒါဘောက်စင်လက်အိတ်ဘောက်စင်လက်အိတ်ကလက်ခုံထဲမှာပို့ပြီးရှည်ရှည်လေးတွေပြီးတော့ပတ်တင်ကဒီလက်ဟိုအစအဆုံးအထူကြီးလာလက်မောက်လက်ကိုကာကွယ်ပေးဖို့အတွက်သုံးထားတယ်သူကထိုးဖို့တစ်မျိုးတည်းကိုသုံးထားတဲ့အတွက်ကိုလက်ကောက်ဝတ်တွေပါတွေကတိတ်ပြီးတော့လှုပ်ရှားတာမလုပ်ဘူးဟိုပတ်တင်ကလည်းပိုကောင်းတယ်ဟောဒါရွက်လေးပုံစံလုံးလုံးလေးလာတယ်ပြီးတော့ဂျင်းပိုင်တွေမှာငွေထိုင်းပုံစံရွက်လက်ဝဲပုံစံဒီလိုမျိုးလေးတွေလာတယ်ဒီကောင်ကတော့သုံးရတာဘာကွာလဲဆိုတော့တူတူပဲဒါပတ်တင်ကနည်းနည်းလေးပိုမာတယ်ပြီးရင်သူကမှဖမ်းလို့ပြုလို့ပို့လွယ်တဲ့ပုံစံလာတယ်လက်ကောက်ဝတ်ကလည်းလက်ကောက်ဝတ်ကလည်းဒီမှာချိုးလို့ပြုလို့လွယ်တဲ့ပုံစံလောက်ထားတယ်ဒီကအဖျားလေးကနည်းနည်းလေးတူဒီပုံစံနော်ပုံစံလေးကတူတယ်ထင်ရပေမဲ့နည်းနည်းလေးကိုဒါဂျင်းပိုင်မှာတော့2မျိုးထုတ်ထားတယ်ဒီလို2မျိုးပုံစံ2မျိုးလာရနော်ဒီပုံစံ2မျိုးလာပြီးတော့ last stand မှာလည်းရှိတယ် last stand မှာဆိုဒီကောင်ဆိုရင်ဒါကဒီကလက်ဝဲတွေမွေထိုင်းတို့မှာတုံးတဲ့ပုံစံလေးဒီပုံစံလာတယ်ဒီမှာကြည့်လက်ကောက်ဝက်ကဒီမှာချိုးပြလို့လွယ်တယ်ဒီမှာဒီနေရာမှာဖော့ပါခံပြီးသားတယ်ကန်ကာလို့ရအောင်ပြီးကန်တဲ့ရှေ့အောက်တွေလက်တွေကိုဖမ်းလို့ရအောင်လို့ဒီပုံစံလေးလာဒီကောင်ကတော့ last stand ထဲမှာဒီကောင်တစ်လုံးပဲကြံတဲ့ကောင်ဒါတော့ပေါက်စင်လဲတိတာတယ်ဒီမှာလုံးလေးလက်ကောက်ဝက်ကချိုးလို့ပြလို့တိတ်မလွယ်ဘူးဒီမှာတိတာပတ်တင်ကိုကြည့်ရတဲ့တင်တည်တယ်ဒီမှာရှည်တယ်ဒီကောင်ကပေါက်စင်လဲဒီကောင်ကမွေထိုင်းတို့ရွက်လက်ဝဲတို့တုံးတဲ့လက်နောက်ရှိသေးတယ် ever less ဆရာနောက်တစ်မျိုးရှိသေးတယ်ဒီကောင်ကတော့မျိုးလုံးသုံးလို့အဆင်ပြေမဲ့ကောင်လေးဒီကောင်ကတော့လက်ဝဲကြဒီလိုဘိုးဖန်းနဲ့လက်အိတ်လိုကောင်းတယ်အဲဒီချက်ပြဒီကောင်ကဖမ်းလို့ပြုလို့ကပိုလွယ်တယ်ကာလို့လည်းရမယ်ကိုယ့်ရဲ့ခြေထောက်တွေပါတယ်ဖမ်းလို့ကလည်းပိုလွယ်မယ်ပြီးရင်ဒီမှာကာဖို့အတွက်ကိုဒီမှာတက်တက်လုပ်ပေးထားပြီလက်သီးစုပ်ပြီးထိုးဖို့လည်းပတ်တင်ကလည်းထူတယ်ဒီထိလာဒီလက်ဖျားအထိကိုပတ်တင်အထူကြီးသုံးပေးထားတယ်လက်မကလည်းထိုးသုံးပေးထားတယ်ဒီမှာလက်တီးစုပ်ပြီးထိုးမယ်ဆိုရင်လည်းအဆင်ပြေတယ်ဖမ်းဖို့ပြုဖို့လည်းလွယ်တဲ့ပုံစံလုပ်ပေးထားတယ်ဒီကောင်လေးကတော့2သိန်းဝန်းကျင်ကောင်လေးဒါလေးရှိမယ်နော်ဟုတ်ကဲ့အဲ့ဒါဆိုရင်လေနောက်ဆုံးပြရဲ့ Everlast တွေကိုဝေ့ကြည့်လို့ရမှာလားရတင်ပါရှင်ဟုတ်ကဲ့ဒါဆိုရင်ဒါလေးပဲယူလိုက်မယ်နော်ဒါလေးသိပြရမယ်ရှင် Everlast လေးက3,9500ဒါလေးကတော့တော်တော်အဆင်ပြေ။ဒါနဲ့လေကိုအင်းနဲ့ညီချင်းရောဘယ်လိုလဲအိမ်မျိုးသုံးအောင်မလဲရှင်။